နားဆင်သူပရိသတ်တွေအားလုံးပဲပြန်လည်ကြိုဆိုပါရဗျ။မိုဟာမက်အလီရဲ့ The Greatest Pocket Series အပိုင်း6ကိုရောက်ရှိလာခဲ့ပါပြီ။အပိုင်း9မှာတော့အလီကိုစိတ်သက်ပိုင်းဆိုင်ရာလမ်းပြပေးခဲ့တဲ့ကဘာကျော်လူထုခေါင်းဆောင် Malcolm X နဲ့ညီအကိုရီလိုရင်းနှီးခဲ့ကြပြီးနောက်ပိုင်းမှာဘာသာရေးအယူအဆပဋိပက္ခတွေကြောင့်မလို့ဂါနာနိုင်ငံမှာရင်းနှင်းစရာကောင်းလောက်လမ်းခွဲခဲ့ရတဲ့အကြောင်းတင်ဆက်ပေးခဲ့ပြီးပါပြီ။ဒီနေ့တင်ဆက်ပေးမယ့်အပိုင်း6ရဲ့ခေါင်းစဉ်ကတော့ Malcolm X လောက်ကျန်ခံရခြင်းနဲ့ The Fun and Punch ပဲဖြစ်ပါတယ်။တကဘာလုံးကိုတုံလုံးစီခဲ့တဲ့လောက်ကျန်မှုကြီးနဲ့အတူလက်ဝိတ်သမိုင်းမှာအစမ်းကျယ်ဆုံးနဲ့အငင်းပွားစရာအကောင်းဆုံးဖြစ်ခဲ့တဲ့မှော်ဆန်နဲ့လက်သီးချက်အကြောင်းစိတ်လှုပ်ရှားပွဲဟာနားဆင်ရမှာပါ။1965ခုနှစ် February 21ရက်နေ့မှာနယူးယောက်မြို့ဟာလန်ကခမ်းမကြီးထဲမှာလူထုဟောပြောပွဲတစ်ခုလုပ်နေတော့မယ်ကွန်ကတနက်သမား3ယောက်ရဲ့ပြစ်ခတ်လောက်ကျန်ခြင်းကိုခံခဲ့ရပါတယ်။တနက်ကြီးစံအချက်ပေါင်းများစွာထိမှန်ခဲ့ပြီးတော့ဇနီးနဲ့သမီးလေးတွေရှေ့မှာသွေးအိုင်နဲ့လဲကျပြီးကွယ်လွန်ခဲ့ရပါတယ်။ The way they depart the divine be another example. We don't talk about dead people. They're dead and they go. Who's dead? Malcolm X is dead. ဒီလောက်ကျန်မှုကို Nation of Islam NOI အဖွဲ့ဝင်တွေကလောက်ကျန်ခဲ့တာလို့လူသိများခဲ့ပြီးတော့တနိုင်ငံလုံးမှာလည်းလူမျိုးရေးနဲ့ဘာသာရေးအထီးကယုံတွေထတောက်မလို့ဖြစ်ခဲ့ပါတယ်။ဒီသတင်းကိုကြားတဲ့အခါမှာမိုဟာမက်အလီတယောက်ဘယ်လောက်ထိခံစားရမလဲဆိုတာဘယ်သူမှမခံမှန်းနိုင်ကြပါဘူး။1965အချိန်တော့အလီကမယ်ကွန်နဲ့အဆက်အသွယ်ပြတ်တောက်နေပြီးတော့ NOI ဘက်ကရက်တည်နေတဲ့အချိန်ဖြစ်ပါတယ်။နောက်ပိုင်းနှစ်ပေါင်းများစွာကြာမှနောင်တရခဲ့တာဖြစ်ပါတယ်။မယ်ကွန်ထောက်ခံသူတွေက NOI အဖွဲ့ရဲ့လူသိများတဲ့ရှေ့ထွက်ဖြစ်တဲ့အလီကိုဂလက်စားချေတပ်ဖြတ်လိမ့်မယ်ဆိုတဲ့ကောလာဟာလာတွေကြောင့်အလီရဲ့အိမ်ကိုရဲတွေကလုံခြုံရေးပေးခဲ့တဲ့အထိအခြေအနေတွေတင်းမာလာခဲ့ပါတယ်။ Rumors about hundreds of Malcolm X's boys coming to assassinate me in the ring, 300 policemen guarding me, people taking insurance on my life. Nothing worries me. This is nothing but a small thing that will soon be out of the way. ဒီလိုအခြေအနေတွေကြားထဲမှာပဲအလီကချန်ပီယံဆုကာကွယ်ဖို့ Sandy Liston injury ဖြစ်သွားတဲ့အတွက်ဒုတိယအကြိမ် rematch ပြန်ထိုးဖို့ရက်ပြန်သတ်မှတ်လိုက်ရပါတယ်။မူလကဒီပွဲကိုမိုင်ယာမီမှာထိုးဖို့စီစဉ်ထားတာပါ။နောက်ဆုံးမှာဘယ်သူမှမလုပ်ချင်တဲ့ပွဲကို main ပြည်နယ်ကလူဦးရေ1000ခွဲပဲရှိတဲ့ Lewiston ဆိုတဲ့မြို့ငယ်လေးကလူငယ်ဗဟိုဌာနယူဆန်နာအသေးလေးတစ်ခုမှာပြောင်းရွှေ့ကျင်းပဖို့ဆုံးဖြတ်လိုက်ကြပါတယ်။လက်ဝိတ်သမိုင်းမှာအကြီးအကျယ်ဆုံး heavyweight champion ပွဲကိုအားကစားကွင်းကြီးမှာမဟုတ်ဘဲနဲ့ကလေးတွေကစားတဲ့အားကစားခန်းမှာအသေးလေးထဲမှာပဲမိသက်ရဲစစ်တပ်လုံခြုံရေးယာနဲ့ချီချပြီးတော့ကျင်းပခဲ့ရတာပါ။1965ခုနှစ်မေလ25ရက်နေ့ကျိုးဝိုင်းထဲမှာအလီနဲ့ Liston တို့ပြန်တွေ့ဆုံကြတဲ့အခါပထမအချီခေါလွန် TV 2မိနစ်မပြည့်သေးခင်အချိန်မှာပဲ Liston ကရှေ့ကိုတလန်းထိုးပြီးအလီကိုဘယ်လက်သီးနဲ့လှမ်းထိုးပါတယ်။အဲ့ဒီအချိန်မှာအလီကသူ့ရဲ့ပြိုင်မကင်းအမြန်နှုံးနဲ့ခေါင်းကိုနောက်ဆုတ်ပြီးရှောင်လိုက်ပြီးတော့ Liston ရဲ့နှထင်ကိုညာလက်သီး counter punch ထိုးလိုက်ပါတယ်။စက္ကန့်ပိုင်းအတွင်းမှာပဲတကဘာလုံးစွန့်ရသွားရလောက်တဲ့အထိ Sandy Liston ကကျိုးဝိုင်းကျမ်းမြေပေါ်ပြစ်လဲကျသွားခဲ့ပါတယ်။ပရိသတ်တွေနဲ့သတင်းတောက်တွေကဘာဖြစ်သွားမဲမသိလိုက်ကြပါဘူး။အလီထိုးလိုက်တာမပြင်းဘူးလေထဲပဲထိုးလိုက်တာဘာလို့လဲကျသွားတာလဲဆိုပြီးတော့အော်ဟစ်နေကြပါတယ်။အလီကိုရိုင်းနဲ့ Liston လဲကျသွားတာကိုကြည့်ပြီးဒေါသတကြီးနဲ့ငုတ်အော်နေတဲ့ဓာတ်ပုံကသတင်းဓာတ်ပုံဆရာနေလီဖာရိုက်ကူးခဲ့တာပါဒီဓာတ်ပုံကကမ္ဘာအားကစားသမိုင်းမှာ icon နဲ့အဖြစ်ဆုံးအကြော်ကြားဆုံးသမိုင်းဝင်ဓာတ်ပုံဖြစ်လာခဲ့ပါတယ်ဒိုင်လူကြီးဖြစ်တဲ့ဂျာစီဂျိုးဝဲခေါ်ကအလီကိုကျိုးဝိုင်းထောက်သွားဖို့ထိန်းသိမ်းရခန့်နေတာကြောင့်စက္ကန့်ရေတွက်ဖို့နှောက်ကျနေခဲ့ပါတယ် Well, I guess I'm not the champ then. I broke the rule. Now what you gonna do? So what I do? Break the rule. Now what we gonna do? Have a rematch for that? How soon do you want to fight Floyd? What? I don't care where I went. He was down, wasn't he? Liston ကကျမ်းမြေပေါ်မှာလူးလိမ့်နေပြီးပြန်ထားဖို့စ조사ပေမဲ့နောက်ဆုံးမှာဒိုင်လူကြီးကပွဲကိုရပ်တန့်ပြီးအလီကိုအနိုင်ပေးလိုက်ပါတယ်ပထမအချီ2မိနစ်မပြည့်ခင်မှာပဲပွဲကပြီးသွားခဲ့တာပါဒီပွဲပြီးတဲ့နောက်မှာ Fun and Punch ဆိုတဲ့စကားလုံးပေါ်လာပြီးတော့လက်ဝိတ်လောကမှာဒီနေ့အထိအငင်းပွားနေတော့မှာ If I do predict a round and tell you and actually do it then the people will say that it's a fix because it's so unbelievable လူအများစုက Liston ကိုမာဖီးယားဂိုင်းနဲ့လုံပွဲကစားဂိုင်းနဲ့အမေးကြောင့်စင်ပေါ်မှာအိပ်ပြခဲ့တာလို့ဆိုဆွဲကြသလိုနောက်ပိုင်းဗီဒီယိုတွေကိုအနှေးပြခွက် slow motion နဲ့ပြန်ကြည့်ကြတဲ့အခါအလီရဲ့လက်သီးကအလွန်မြန်ဆန်ပြီး Liston ရဲ့နှထင်ကိုကွက်တိထိမှန်သွားခဲ့တာတွေ့ရပါတယ်ဒါပေမဲ့ဗီဒီယိုတချို့မှာတော့လက်သီးထိတာမြင်ရပေမဲ့ KO ဖြစ်စေလောက်တဲ့အထိအင်အားရှိမရှိဆိုတာကိုဒီနေ့အထိအငင်းပွားနေစေဖြစ်ပါတယ်ဘလို့ပဲဖြစ်ဖြစ်မိုဟာမက်အလီရဲ့ Sandy Liston ကိုနှစ်ကြိမ်ဇက်တိုက်ခြေဖြတ်ပြီးတော့ကမ္ဘာ heavyweight လောကရဲ့ဘရင်အဖြစ်ခိုင်မာစွာတည်ဆောက်နိုင်ခဲ့ပါပြီ Well, these people are so hypocritical and they wanted me to lose so bad, so many of them, and so many was fear talk about I don't see no shotguns and no bombs, and I just wanted to have my little way too. You know, I'm the king of the ring. I do what I want. I don't have to go no corner. နားဆင်
သူပြည်သူများခင်ဗျာကျိုးဝိုင်းထဲမှာဘယ်သူမှမရှင်းနိုင်အောင်အစွမ်းထက်နေတဲ့ချန်ပီယံကြီးမိုဟာမက်အလီကနောက်ထပ်3နှစ်အတွင်းမှာသူ့ရဲ့ကစားသမားဘဝအကောင်းဆုံးအချိန်တွေကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်ဒါပေမဲ့1968ခုနှစ်ရောက်တဲ့အခါမှာကျိုးဝိုင်းထဲကပြိုင်ဘက်မဟုတ်ဘဲနဲ့ကမ္ဘာအင်အားအကြီးဆုံးအမေရိကန်အစိုးရနဲ့ရင်ဆိုင်ခဲ့ရပါတယ်အမေရိကန်အစိုးရအလီကိုဗီယက်နမ်စစ်ပွဲမှာစစ်သားအဖြစ်စစ်မှုထမ်းဖို့ခေါ်တဲ့အခါမှာအလီရဲ့ငြင်းဆန်မှုကတစ်ကမ္ဘာလုံးကိုစွန့်အားသွားစေခဲ့ရပါတယ်အလီကဘာကြောင့်စစ်ထဲမဝင်ဘူးလို့ညင်းခဲ့တာလဲဒီငင်းဆန်မှုကြောင့်သူ့ရဲ့ချန်ပီယံဆုတွေဘလို့အသိမ်းခံခဲ့ရပြီးတော့ထောင်ဒဏ်9နှစ်အထိကြခံဖို့ဘလို့ရင်ဆိုင်ခဲ့ရလဲဒီစိတ်သက်ပိုင်းဆိုင်ရာအမြင့်ဆုံးတိုက်ပွဲကြီးအကြောင်းအပိုင်း9ဗီယက်နမ်စစ်ပွဲကိုညင်းဆန်ခြင်းနဲ့ပလင်ပေါ်မှာပြုတ်ကျခြင်းမှာဆက်လက်တင်ပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့အတွက်တော့ Lewiston မျိုးလေးကမော်ဆန်နဲ့ Fan and Punch ဇလန်းကိုဒီနားမှာပဲညနာဝဲပြပါခင်ဗျာအားလုံးပဲတာယာချမ်းမြေ့ကြပါစေဗျ